ခံစစ်နဲ့တိုက်စစ်ကိုထိန်းညှိကြသူများ tactical discipline နဲ့ vision ကိုအရန်အားပြုရတဲ့နေရာ stamina အရန်ကောင်းမှရမယ်နေရာပြီးတော့ပွဲကိုထိန်းချောင်းသူများတဲ့နေရာကွင်းလေကစားမှုကောင်းလာတာနဲ့ပွဲတစ်ပွဲလုံးကိုစိုးမိုးလာနိုင်တယ်အဲ့တော့ဒီနေ့ကွင်းလေကစားသမားတွေရဲ့ role နဲ့ function တွေကိုကျွန်တော်တို့အနေငယ်လောက်ဆွေးနွေးကြမယ်အပိုင်း၃ပိုင်းပိုင်းထားတယ် attacking mid center mid defensive mid ဆိုပြီး၃ပိုင်းပိုင်းထားတယ်ဒီဘက်ခေတ်မှာကစားသမားတွေအကုန်လုံးကတခုတည်းပူတဲ့တောင်ဝင်တွေကိုယူလာရတာအားလုံးပဲသိလိမ့်မယ်အဲ့အတွက်ကြောင့်မလို့ pure ဆိုပြီးတော့ကစားသမားတွေကမရှိတော့ဘူးပြောရမယ်ဆို pure attacking midfield pure center midfield မျိုးတွေမရှိတော့ဘဲနဲ့ hybrid တွေဖြစ်လာကြတယ်အဲ့တော့ကျွန်တော်တစ်ပိုင်းချင်းစီမှာ type 2မျိုးစီကိုအဓိကထားပြီးဆွေးနွေးပေးသွားမယ်attacking midfield ကနေစလိုက်မယ်ဆိုရင် classic number 10နဲ့ whole player ကိုအဓိကဖော်ပြထားတယ် classic number 10တွေကတော့ဒီနောက်ပိုင်းမှာတော်တော်လေးတိမ်မျိုးပျောက်ကွယ်သွားပြီနောက်ဆုံးလက်ကျန်အနေနဲ့ Hamis Rodriguez နဲ့ O0 ကိုကျွန်တော်တို့အနေငယ်လောက်ခန်းစားလိုက်ရကြမယ်အရင်တော့ဆိုရင်တော့ Ronaldinho ရဲ့နေရာပြည်တွင်းတဲ့ line တွေမှာအဓိကဆော့တဲ့ကစားသမားတွေ tight space တွေကြားထဲမှာဘောလုံးပြန်ပန်တီးတယ်ကိုယ်တိုင်ဆွဲယူကိုသွင်းတဲ့ကစားသမားမျိုးတွေဒါပေမဲ့ modern football မှာတော့သူတို့ရဲ့လုံအားနှုံးပိုင်းဆိုင်ရာပြဿနာကြောင့်သူတို့တိတ်ပြီးတော့ tactical demand ရပါတော့တိတ်မကြိုက်ကြတော့တာကိုတွေ့ရတယ်နောက်တစ် player ကတော့ whole player သူတို့တွေကြတော့ box entry ကောင်းတဲ့ကွင်းလယ်ကစားသမားတွေလို့ပြောရလိမ့်မယ်ကွင်းလယ်ကိုမှတိုက်စစ်အားတန်တယ် second strike နေရာလောက်ထိကိုတက်ဆော့လို့ရတယ်ဒါပေမဲ့ကွင်းလယ်မှာအဓိကဆော့ပြီးတော့ box share ကို late run နေနဲ့ဝင်ပြီးတော့ဂိုးသွင်းတတ်တဲ့ကစားသမားမျိုးတွေအကောင်းဆုံးပြရုပ်ဆိုရင်တော့ Lambert Prime Time ကိုကျွန်တော်တို့ပြရလိမ့်မယ်ဒါက whole player အတွက်အကောင်းဆုံးပြရုပ်ဖြစ်လိမ့်မယ်ပေါ့နော်ကျန်တာတွေကတော့ကျွန်တော်တို့ Messi တို့လည်းဒီလိုအသုံးတော်ခံခဲ့တယ် Dybala, Griezmann ဒီလိုကစားသမားမျိုးတွေဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ Lambert ကတော့အဲ့နေရာမှာတော်တော်လေး talent ရှိတယ်လို့ပြောလို့ရပါတယ်Center midfield မှာတော့ box to box နဲ့ advanced playmaker ဆိုပြီးတော့ role 2မျိုးထည့်သွင်းထားတယ် box to box ကစားသမားတွေရဲ့အဓိကပြရုပ်ဆိုရင်တော့လက်ရှိ Declan Rice ကိုဖော်ပြပေးရလိမ့်မယ်သူတို့ကတိုက်စစ်ခံစစ်အရန်မျှအောင်လို့အလုပ်လုပ်နိုင်ပြီးတော့ stamina တအားကောင်းတဲ့သူတွေမှာဆော့လို့ရတဲ့နေရာမျိုးလို့ပြောလို့ရတယ် advanced playmaker တွေဆိုတာကတော့ deep line ကိုကျွန်တော်တို့ attacking line မှာရောမနေတော့ဘဲနဲ့အဲ့ line တစ်ခုရဲ့ကြားထဲမှာနေပြီးတော့ဘောလုံးလမ်းကြောင်းအဓိကရှာဖွေဖြန့်နေသူတွေကိုပြောလို့ရတယ်လက်ရှိဆိုရင် Bruno Fernandes လို့ကစားသမားမျိုးတွေ Martin Odegaard, Ferdinand ဒီလိုကစားသမားမျိုးတွေကိုညှို့လို့ရလိမ့်မယ်အရင်တော့ဆိုရင်တော့ PL လို့ဆော့ခဲ့တဲ့ rule ဒါပေမဲ့သူတို့ကပို့ပြီးတော့ deep zone ကိုရောက်တယ်ဘောလုံးကိုဒီ cancel line ရဲ့အရှိကနေပြီးတော့ပြန်ဖြန့်တဲ့တောင်ဝင်ကိုယူလာဒါပေမဲ့ဒီဘက်ကစ်မှာကဘောလုံးကိုအဲ့လို cancel ကနေပြီးတော့ဓာတ်ရိုက်ဖြန့်တာမျိုးတွေပဲရှိပြီး cancel line ရဲ့အရှိမှာရှိနေတဲ့သူက Anchorman Destroyer ဒီလို type မျိုးတွေပိုများလာတယ် deep lane playmaker ဆိုပြီးတော့တီးတန့်ဆော့တာမျိုးတိတ်မရှိတော့ဘူးပေါ့နော်ပြီးတော့ attacking mid ကိုအဓိကအသားပေးဆော့ခဲ့တဲ့ Zidane Kaká ရဲ့ role တွေကလည်းပဲနည်းနည်းပျောက်လာပြီးတော့အခုပြောတဲ့ advanced playmaker လို့ခေါ်တဲ့ role တွေမှာတွားပြီးတော့ပေါင်းတယ်အဲ့တော့သူတို့တွေက hybrid A advanced playmaker ဒီလိုမျိုးတွေသူတို့ကိုခေါ်လာကြတယ်တနည်းအားဖြင့်သူတို့ကပွဲကိုထိန်းချောင်းတဲ့သူတွေ orchestra တွေဆိုပြီးတော့လည်းခေါ်ကြတယ်ပေါ့နော်ဒါကတော့ advanced playmaker နဲ့ပတ်သက်ပြီးတော့ပေါ့နောက်တစ်ခုကတော့ defensive midfield အကြောင်းကိုသွားကြမယ် Anchorman နဲ့ကျွန်တော်တို့ destroyer ဆိုပြီးတော့ role 2မျိုးထည့်သွင်းပေါ်ပြမယ် Anchorman ရဲ့အဓိကပြရုပ်ဆိုရင်တော့ Rodri လို့ပဲပြရမှာသူတို့ကပွဲထဲမှာပျောက်နေတတ်တယ် tactic ကိုအရန်အသားပေးတဲ့ခေတ်မှာတော့ Anchorman တွေကိုလူတော်တော်များများသတိထားလာကြပြီမယ် tactical တွေအရန်ကြီးအသားမပေးတဲ့ခေတ်မှာဆိုရင် Anchorman တွေကိုတိတ်တောင်မသိကြဘူးဥပမာပြောရမယ်ဆိုရင်ဒီ Arsenal ကစားသမားဖြစ်တဲ့ Vieira ရဲ့ဘေးမှာဆော့ခဲ့တဲ့ keeper တို့ Silva ကိုလူတွေတိတ်မမှတ်မိကြဘူးသူက Anchorman တိုင်းသူတို့တွေကပွဲထဲမှာပျောက်နေတတ်တယ်အဓိကအဖြစ်သူတို့ဘာတွေလုပ်နေလဲဆိုတော့အတန်တိတ်ဇုံတွေကိုကာဗာပြန်ပြီးတော့လှုပ်ပေးနေတာသူတို့တွေကပွဲထဲမှာလိုက်ပြီးအရန်လူနေတယ်လို့လည်းမဟုတ်ဘူး attacking ကိုအရန်လိုက်နေတဲ့သူတွေလည်းမဟုတ်ပဲနဲ့သူတို့ကဇုံကိုကာဗာတဲ့အလုပ်ကိုအဓိကလုပ်တယ်ပြီးတော့ tactical discipline လို့ခေါ်တဲ့ကစားပုံကိုအရန်နားလေတဲ့ညံရင်မျိုးပိုင်ဆိုင်သားတဲ့သူတွေအဓိကဆော့တဲ့နေရာZaire Biscuit တို့ကိုလည်းပဲအခုနောက်ပိုင်းဆိုတာလူကြိုက်များလာကြတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့ prime time ကတော့ကျွန်တော်တို့ highlight click လေးလောက်ပဲပြန်ကြည့်ပြီးတော့ကြိုက်ကြတာပါအခုလက်ရှိကစားနေတဲ့မှာဆိုရင်တော့ Rodri ကဒီပြရုပ်ရဲ့အကောင်းဆုံးဖြစ်မယ်ဘလူဒီယောဝင်တာလည်းဖြစ်တယ်ဒီနေ့လည်းပဲထပ်ပြီးသူရနိုင်တယ်ပေါ့နော်အဲ့တော့သူတို့တွေရဲ့အလုပ်ကဇုံကာဗာလုပ်ကြမယ်ပြီးွားလို့သူတို့ကာဗာလုပ်တဲ့ဂျားတွေကပေါက်သွားခဲ့တယ်ဆိုရင်လည်းပဲသူတို့ပါပါနဲ့ပြန်လေရယူတယ်လိုအပ်တယ်ဆိုရင်
tactical foul လို့ခေါ်တဲ့ဥပဒေအတွင်းက foul တွေအဝါကက်အပြမခံမဲ့ foul မျိုးတွေကိုအထာကြကြ smart ကြကြယူတတ်တဲ့ကစားသမားမျိုးတွေကအန်ခံမဲ့ကစားသမားတွေဖြစ်လာကြတယ်ဒါပေမဲ့အဲ့လို player type မျိုးကတအားနည်းတယ်ဈေးကွက်ထဲမှာအရန်ရှားတယ်ပေါ့နော်ဆိုတော့လို့ bout ဆောတဲ့လူတို့ destroyer ဆောတဲ့လူတို့အများပြားရှိပေမဲ့ anchorman လို့ပြောလိုက်တယ်ဆိုရင်ဈေးကွက်ထဲမှာတော်တော်ရှားတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ anchorman တွေတန်ဖို့အဲ့တော့ destroyer type တွေကတော့သူကဘောက်ရှုဘောက်နေနဲ့ပို့ပြီးတော့ဆင်တယ်သူကအဖြတ်ကိုပိုအားတန်တယ်သူလည်းပဲ stamina ကိုအသုံးပြုပြီးတော့စော်တာ Casemiro ရဲ့ prime time တို့ Kante တို့ရဲ့ prime time တို့တွေကအကောင်းဆုံးပြရုပ်ဖြစ်မယ်Declan Rice ရဲ့အစောပိုင်းကာလကလည်းပဲ destroyer အနေနဲ့တက်လာခဲ့တာဆင်နေရောက်တော့မှသူ box to box ပုံစံနဲ့ဒီ attacking ကိုပို့ပြီးတော့အားပြုစောရတဲ့ကစားသမားဖြစ်လာခဲ့တာပေါ့နော်ဒါဒီအပြင်ကိုမှ Haspe ကိုအသုံးများလို့ရှိရင်ကျွန်တော်တို့ကMazzala ဆိုပြီးတော့ခေါ်တယ်Phil Foden လို့လူကစားသမားမျိုးတွေပေါ့နော်ကွင်းလေဆုံးမှာ Haspe ကိုအဓိကအားဖြင့်နေရာယူစော့တဲ့ကစားသမားမျိုးတွေကို Mazzala လို့ခေါ်ပြီးတော့အဲ့တော့ position cover လုပ်တဲ့ကွင်းလေကစားသမားမျိုးတွေအဓိကအားဖြင့် level ကစားသမားကတိုက်စစ်လိုက်သွားရင် level ကိုလိုက်ဖြည့်ပြရတာလက်ရှိ PSG မှာ Emery တို့စော့နေတဲ့ပုံစံမျိုးArteta ရဲ့လက်ထက်အစောပိုင်းမှာရှခါအသုံးတော်ခံခဲ့တဲ့ပုံစံမျိုးတွေကဒီပုံစံမျိုးတွေကြောင့်ကာရီလာကိုဆိုပြီးတော့ခေါ်တယ်ဒီအရာတွေကကျွန်တော်တို့ tactic အနေနဲ့တော့ရှိတယ်ဆွမ်းနာပြောတဲ့category 6ခုထဲမှာပဲပြန်ပေါင်းပြီးတော့function တစ်မျိုးစီလှုပ်ဆောင်ကြရတာပေါ့နော်တစ်မျိုးလေးကိုတော့ဒီဘက်ခင်မှာဘယ်သူမှမစောတော့ဘူးအကုန်လုံးက hybrid ကစားသမားတွေဖြစ်သွားကြပြီပေါ့နော်အဲ့တော့မိတ်ဆွေတို့အကြိုက်ဆုံးကွင်းလေ role ကဘယ် role ဖြစ်လဲအကြိုက်ဆုံးကွင်းလေကစားသမားတွေဘယ်သူတွေရှိလဲဆိုတော့ comment မှာဝင်ရဆွေးနွေးပြီးကြလို့ရတယ်နောက်ထပ် video တွေပြန်လည်တွေ့ဆုံလာပါ